မင်္ဂလာပါကျွန်တော်နာမည်ကတော့ Crab ပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့မှာတော့ Minecraft မသိဘူးပေါ့နော်ဆော့ကြရအောင်အဲ့ဒါလေးဆော့မှာပဲဖြစ်ပါတယ် Minecraft လာဆော့တာပါကျွန်တော်ကတော့ offline mode လို့မှာ Steam screen ဖြစ်နေတာပါကျွန်တော် skip မပေါ်လေးပါဘူးအဲ့တော့တီးခံပြီးကြည့်ပေးကြဖို့အတွက်မေတ္တာရက်ခံအပ်ပါတယ်ဗျာကဲအဲ့တော့ကျွန်တော်အခုဆော့နေတာကတော့ Bedrock ပေါ့နော်ဒါပေမဲ့ကျွန်တော်ကဘယ်လိုဖြစ်နေလဲဆိုတော့ကျွန်တော်ကြိုက်ရတော့ချာပါဗျာအဲကြောင့်မို့ကျွန်တော်ဖတ်တော့ကနေပြီးမော်လေးနဲ့ထုတ်ထည့်လိုက်ရပါတော့ရရောက်ရင်ထုံးစံအတိုင်းပဲတပင်လေးစခုတ်မယ်ပြီးရတိုင်း Minecraft ဟိုကအစ်စ်မဟုတ်ဘူးလေကျွန်တော်အစ်စ်မဟုတ်ဘူးအဲကြောင့်မို့ဒီကမောထည့်ထားတော့ဗျာနဲအမှားလေးတွေပိုင်းလေးခွင့်လွှတ်ပေးကြပေးကြဖို့မြေတားရခံအပ်ပါတယ်ဗျာစီမံရတဲ့ချာပါအတိုင်းပဲပေါ်ပေးပါတယ်ဗျာဒီမော်လေးကိုလိုက်တောင်းနေတယ်ဆိုရင်တော့ MCPEDL မှာပဲအလွယ်တကူတွဲရောက်ထောင်းလုပ်လို့ရပါတယ်ဗျာကြော်ညာဝင်ပေးတာပေါ့ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကြည့်ရဒီဗီဒီယိုမှာစက်ကလေးမတွေ့လားJava ပုံစံပဲနော်ဘာမှကျွန်တော်ဒီမှာမြားရည်လည်းမရှိဘူးနော်Java ပုံစံပဲတုံးလို့ရတယ်အခရလိုက်ရကျွန်တော်Java ပုံစံကိုစိတ်ဆွဲတာအဲကြောင့်အကျဉ်းမှန်ရလုံးလို့ရမဟုတ်လို့ပုံမှန်မှာမခင်ဗျာနည်းနည်းတစ်ထားပါနော်တိုးလေးပါလေးလိုက်တက်လိုက်ရမတက်ခင်ဝိုက်တက်ခင်မှာဟောရကြောက်တုံးလေးတူပါညဒီဝိုင်းမှာဆော့ကြလို့မျိုးမိုင်းနေပါရဲ့ကွာမျိုးမတူရရှင်ကျွန်တော်ခွင့်လုပ်ပေးပါလေကျွန်တော်ကဘောမပေးခြင်းဗျာကြောက်တာသိရမလားကျွန်တော်ကတခါတည်ပြီးရင်အဲ့ဒီကဘာကိုဆော့နေတာပေါ့အဲ့ဒါကြောင့်မို့ခွင့်ပြုပေးကြပါလေကျွန်တော်ခွင့်ပြုခိုင်းတာလည်းတော်တော်များနေပါပြီအဲ့တော့မလောက်တော့ဘူးနော်ဒီတိုင်းလေးပဲဆော့ကြရအောင်ဆယ်လောက်ရရင်ပေါ်တက်ခဲ့တော့ Minecraft Pro ရဲ့အထားပေါ့ကားမရှိဘူးတိုင်နေတော့ခွမ်းပြီဘာမှမရှိတော့ဒီကောင်းကြီးကလည်းချက်စားလို့မရဘာကောငါပြင်ငါတွေးတယ်ဟိုကပြုံးမနွားနှစ်ကောင်တွေ့ရဗျာcontrol ကတ်တကယ်နော်အဲ့ဒါ furnace လေးလောက်လိုက်ကြရfurnace လောက်ဆိုကျွန်တော်တတန်းဟဲ့ပဲထည့်ချလိုက်တော့မယ်ဗျဟောဖြစ်လို့ပါနော်ဒီပါပါနော်ခုံးတတန်းဟာလေးလောက်ကောင်မြေကဲတော့ချရပါပြီပါနော်ကျွန်တော်ခုဒီထဲမှာလောက်တာတစ်ချမ်းမှာကျွန်တော်ဟိုမှာဖြစ်တာကြည့်ပေါ့နော်တစ်ချမ်းမှာကျွန်တော်မျိုး skip ကဟာမလောက်ကကြည့်ပေါ့နော်ညကလုံးဖြစ်မှာပေါ့နော် skip လိုက်မှာပေါ့တချို့ဟာလေးရှုံးနေတယ်ကတော့ဒီမှာရပြီပါနော်ဒီမှာဟုတ်ကဲ့ရပါပြီအဲ့တော့ရောက်ဖြစ်တဲ့အတွက်ကျွန်တော်ဒီကောင်းမစိုးတက်လေကျွန်တော်ခွင့်လုပ်ပေးကြပါမယ်နော်
ကျွန်တော်ဒီမှာတိုင်ပတ်နေလို့ပါအခုမှဆောက်ဆော်ဦးရမို့လို့ပါရောရှော့ကဲတော့နေအစာလေးထပ်ရှာလိုက်ကြရအောင်ဗျာမခုတ်သေးဘူးဟိုရှိမှတွေ့ပြီအေးရောက်တော့မယ်ဒီလိုမျိုးနေရာကြီးဒီဖိုင်ယုံကြီးကိုတိတ်ပြီးကြိုက်လို့ဗျာအဲကြောင့်ကျွန်တော်ပြောင်းရမယ်ပေါ့နော်ကျွန်တော်လည်းလိုက်စမ်းမဲ့နေရာလေးလိုက်ရှာရအောင်မယ်ဗျဒီချိန်ကနောက်ဘက်ကလည်းခရီးပါကြီးလာပေါက်ရနော်ကွာနော်ကျွန်တော်ဒီဟာလေးတူးပြီးမှပြန်နေပြီးတော့တွေ့ကြမယ်ပေါ့နော်အဲ့တော့တူးလို့ပြီးကနေပြီပေါ့နော်ဒီမှာနည်းနည်းလေးကျွန်တော်တစ်ခုပြမယ်ဗျကြာဘာစတိုင်းကျွန်တော် off hand မောက်ကလေးထည့်ထားပါတယ်ပါကျွန်တော်ပြပါမယ်ကြော်ပြမယ်ဝါနော်ဒါလေးတစ်ခုလုံးမယ်ဟုတ်ပြီလုံးဝမရအောင်နော်တွေ့ကြိုက်ဒါကြီးကမိုင်းနေပါတူတော့မှပဲသိပြီးမှာပေါ့နော်တော့ view ရတယ်အကုန်လုံးဝိုင်းဖဲတော့မှာပဲထင်တယ်ခင်ဗျာကျွန်တော်ပါကောတိုင်ကြအောင်နေကျွန်တော်ခွက်လုပ်ပေးပါခေါ်တော့ခိုင်းတော့များလဲခွက်လုပ်ပေးပါခွင့်လို့တာများလဲခွက်လုပ်ပေးပါကိုးတွေကအဓိကလိုအပ်တယ်ခလားကိုးတွေကတူပေးရရွာတစ်ခုတော့လိုက်ရှာအောင်ပါရွာတစ်ခုတော့လိုက်ရှာအောင်ပါဒီနေ့ကျွန်တော်ကြိုက်တယ်မြေစိမ့်ပိုင်ရုံဟုတ်ရှိရောက်ငါကြိုက်တယ်နေရာပါနော်အဲ့ဘက်အကျော်ဘက်ပေါ့ဟိုးဘအဲ့ဒီမြေစိမ့်ပိုင်ရုံရဲ့ရှားဘက်ကလေးမှာဆိုရင်ဒီလိုတာမန်တစ်ပြင်နဲ့ပြဒီတစ်ပြင်ရှိရဘက်မှာဆိုရင်ဟိုရှိတိုးရရှိမနွားတစ်ကောင်တွေ့တယ်နွားကိုတတ်မယ်နွားတွေ့နွား